ဒီတိုင်းဆိုရင်အာဆင်နယ်နဲ့တွေ့တဲ့အသင်းတိုင်းအသက်ကိုဖက်နဲ့ထုတ်ထားတာအကောင်းဆုံးဖြစ်လိမ့်မယ်ဝေဖန်သူတွေကအာဆင်နယ်ကိုတေကန်မောအသင်းလုံးကဲရနေချိန်မှာမီကီအာတီတာကတော့သူ့ရဲ့လက်နက်တိုက်ထဲကဂိမ်းနဲ့တွေကိုထုတ်ပြပြီးပါဇက်ပိတ်သွားအောင်လုပ်ပြလိုက်ပါတယ်ရာသီမကုန်ကင်မာရင်သွင်းကို100ကျော်သွင်းယူထားနိုင်တာဟာရိုးအောင်မြင်မှုမဟုတ်ပဲပြန်မဲ့စကိုးအသင်းကိုညဘက်အိမ်မပြောင်6လက်နေတဲ့စစ်ကြေညာချက်တစ်ခုပါပဲအာဆင်နယ်အခုဆိုရင်လူပညာဆန်ဆန်ကစားရုံတွေမကပဲရက်ဆက်တဲ့လူသမားတွေလိုပြောင်းလဲလာခဲ့ပါပြီပြည်သူများလုံးပဲမင်္ဂလာပါဗျာ YH2 ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဆိုရင် MK အာဒီတာဟာနီးပြတယောက်တည်းမဟုတ်တော့ပဲနဲ့စစ်ပြွာရှင်တယောက်လိုမျိုးပြမှုလာတာကိုတွေ့ရပါတယ်မန်ဖီတင်းတဲ့ပွဲမှာခက်ခဲကစားခဲ့ရပေမဲ့2-1နဲ့အနိုင်ရရှိပြီး FA ဖလားကွာတာဖိုင်နယ်ကိုတလန်းနိုင်ခဲ့တာဟာအာဆင်နယ်ရင်းချမ်းမှုကိုပြသနေတာပါဒါပေမဲ့ဒီပွဲချက်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကပွဲပြီးမှအာဒီတာပြောကြားခဲ့တဲ့စကားတွေပါသူကဝေဖန်သူတွေကိုလှောင်ပြောင်လိုက်သလိုပြန်မဲ့တွေကိုလည်းမင်းတို့ငါအသင်းကိုကြီးထားလိုက်စမ်းဆိုပြီးစင်ခေါ်လိုက်တာပါဒီစကားတွေကပြန်မဲ့စကောအသင်းအတွက်တော့ညဘက်အိမ်ပြော်နိုင်တဲ့အိမ်မက်ဆိုးတွေဖြစ်လာခဲ့ပါပြီအာဒီတာက Top Sport ကိုပြောသွားတဲ့အချိန်မှာအားပါဆုံးအချက်ကတော့သွင်းကိုတရားတကောဆိုတာပါပဲရာသီကောင်မို့2လလိုမာရင်ဒီလောက်ကိုရအတွက်ရထားတာကတကယ်ကိုကြောက်စရာပါပြန်မဲ့တွေကအာဆင်နယ်ကိုတေကန်ဘောကနေ36ကိုပဲရထားတာပါလို့လည်းညွှန်ထုတ်ကြပါတယ်ဒါပေမဲ့အာဒီတာကတော့အဲ့ဒီဝေဖန်မှုတွေကိုပြုံးပြုံးလေးနဲ့တုံ့ပြန်လိုက်ပါတယ်တေကန်ဘောကနေရတာပဲဖြစ်ဖြစ် Open Play ကနေရတာပဲဖြစ်ဖြစ်ဂိုးကတော့ကိုပါပဲဒါအာဆင်နယ်မှာဂိုးသွင်းဖို့ဒီလန်ပေါင်းဆောင်ရှိနေတယ်ဆိုတာကိုပြသနေရပါအာဒီတာထောက်ပြခဲ့တဲ့နောက်ထပ်ထူးခြားချက်ကမတူညီတဲ့ကစားသမားစကောအထိဂိုးသွင်းထားနိုင်ခဲ့တာပါဒါပြန်မဲ့တွေအတွက်အကြီးမားဆုံးချိန်ချောက်မှုပါပဲဘာကြောင့်လဲဆိုတော့စာကာကိုပိန်ထားရင်မာရိုအကီသွင်းလိုက်မယ်မာရိုအကီကိုထိန်းထားရင်အဆေးသွင်းလိုက်မယ်နောက်တန်းကစားမတွေကအစားဂိုးသွင်းနိုင်စွမ်းရှိနေတာကပြန်မဲ့နေပြတဲ့အတွက်တော့ဘသူကိုပေးရမှန်းမသိတဲ့တပြားဟောင်းကြီးလိုဖြစ်နေစေပါတယ်အာဆင်နယ်ကအသင်းတစ်ပိုင်းတစ်ခြား83နှစ်အတွင်းအကောင်းဆုံးဂိုးသွင်းအားကိုပြသနေတာဖြစ်ပါတယ်ဒါဟိဟိတောက်အောင်မြင်ခဲ့တဲ့ Invincible ရှုံးပွဲမရှိချန်ပီယံအသင်းထက်တောင်မှဂိုးသွင်းအားပိုကောင်းနေတဲ့ကိုဆိုလိုတာပါအာဒီတာရဲ့ဒီကျေးကျော်အတန်းကပြန်မဲ့တဲ့အတွက်စစ်ထွက်မိကုန်လို့ပါပဲစစ်မြေပြင်မှာဂျန်လူကျဲတန်ရင်တွေကကိုအသင်းရဲ့အင်အားကိုကြည့်ပြီးခြေပြားလက်ပြားအေးဆက်လာသလိုမျိုးပရီးမီးယားလိဂ်ကတခြားအသင်းတွေဟာအာဆင်နယ်နဲ့တွေ့ရတော့မယ်ဆိုရင်ညဘက်မှာအေးပြတ်နေကြပါပြီအာဆင်နယ်ဟာအရင်ကတော့အလားပါနဲ့ကစားတဲ့အသင်းမဟုတ်တော့ပဲပြန်မဲ့ကိုလည်းထိုးမဲ့ heavy metal football ကိုကျွမ်းကျင်စွာကစားတလာတာကြောင့်ပါမန်ဖီတင်းတဲ့ပွဲမှာအာဒီတာဟာပြန်မဲ့နီးပြနီကယ်ကလောက်ကိုချီးကျူးသွားခဲ့သလိုပရိသတ်တွေအားပေးဖို့ကိုလည်းအလေးနဲ့ထားခဲ့ပါတယ်ဒါအာဆင်နယ်ရဲ့ရင်းကျက်လာတဲ့ကာချာချင်းချင်းမှုပါပဲအသင်းငယ်လေးတွေကိုမထီမဲမြင်မလို့ပဲသူတို့ရဲ့ရုန်းကန်ရမှုကိုလေးစားမှုပေးနိုင်ခြင်းကအာဆင်နယ်ဟာရှေ့တဲ့ပိုင်းဆိုင်ရာမှာပါချန်ပီယံအဆင့်ကိုရောက်နေပြီဆိုတာပြသနေတာပါအာဒီတာကဒီလိုကွင်းမျိုးဒီလိုပြန်မဲ့မျိုးနဲ့ကစားတာကိုပျော်ရွှင်ရမယ်လို့ပြောခဲ့တာကသူကစားမတွေကိုဘယ်လိုချင်းနေမှမစိုးအနိုင်ရလို့စိတ်ရှိအောင်သွေးထိုးပေးလိုက်တာပါပဲအာဒီတာရဲ့စကားတွေကလာမယ့်ညတွေမှာပြန်မဲ့နီးပြတဲ့အတွက်အိမ်မက်ဆိုးတွေဖြစ်စေပါလိမ့်မယ်အာဆင်နယ်ကစားမ19ရာလုံးကဂိုးသွင်းနိုင်နေဆိုတဲ့အချက်ကနီးပြတဲ့အတွက်တော့သူတို့ရဲ့ tactics ပုံပြားပေါ်မှာဘယ်သူ့ကို match နှုတ်ရမလဲဝေခွဲမရဖြစ်လာစေတော့မှာပါတရားဒီလုံးမှာဂိုး100ကျော်သွင်းထားနိုင်တဲ့အသင်းကိုခံစစ်ပေးဖို့ဆိုတာကကြားရှိမှာရုံကအသက်ရှင်ဖို့စ조사နေတယ်လို့ပါပဲဂျုံကုန်သုံးသပ်ရရင်မီကီအာဒီတာဟာဝေဖန်မှုတွေကိုပြောနေမဟုတ်ပဲအချက်လက်တွေနဲ့တုံ့ပြန်လိုက်တာပါအာဆင်နယ်ဟာလမ်းကြောင်းပေါ်မှာရှိနေရုံနဲ့မကပဲပြန်မဲ့တွေအတွက်မိတောက်ကြီးတစ်ခုလိုပေါက်ကွဲဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီဒီဟာဒီမှာအာဆင်နယ်ကစူပလာတွေကိုလက်ညှိုးထိုးပြီးစိန်ခေါ်နေတာပါအာဒီတာရဲ့ကြွေးကြော်တဲ့တွေကပြန်မဲ့19သိန်းနဲ့နှလုံးသားထဲမှာကြောင်းရုံမှုတွေကိုမျိုးစေ့ချပေးလိုက်ပြီဖြစ်သလိုအာဆင်နယ်ပရိသတ်တွေအတွက်တော့ယုံကြည်မှုတွေကိုအမြင့်ဆုံးပို့ဆောင်ပေးလိုက်ပြီလို့ဆိုရမှာပါပဲဟုတ်တယ်မို့လားခင်ဗျာအဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ